လူကြီးတွေပြောဘူးတဲ့စကားတခွန်းရှိရဲ့လေလူတစ်ယောက်ကိုလက်တွဲပေါ်ဖြစ်ရွေးချယ်မယ်ဆိုရင်အဲ့ဒီလူရဲ့မိသားစုမိဘနဲ့ပတ်ဝန်းကျင်ကိုကြည့်ရမယ်တဲ့အဲ့ဒီစကားကိုအရင်တုန်းကကြားတော့ကတော့ဘာလို့လူတစ်ယောက်ကိုသူ့မိသားစုသူ့တိုင်းဝိုင်းနဲ့တိုင်းတာမှာလဲလို့တွေးခဲ့မိဘူးတဲ့ဒါပေမဲ့ဟိုတနေ့ကတငယ်ချင်းတယောက်စကားလာပြောတော့ဒီအကြောင်းအရာလေးကိုပြန်စဉ်းစားမိသွားပါတယ်တငယ်ချင်းကဘာပြောလဲဆိုတော့သူ့ကောင်လေးကတဲ့စကားများတဲ့အချိန်ဆိုရင်တဲ့သူ့အဖေနဲ့အရန်တူတယ်တဲ့သူ့ကောင်လေးကတဲ့စကားပြောတဲ့ပုံစံတွေရောလူမှုဆက်ဆံရေးပုံစံတွေရောဒီပတ်ဝန်းကျင်ကိုမြင်တဲ့ရှုထောင့်တွေရောပြီးတော့ဒီ relationship မှာဒီကောင်မလေးကိုဆက်ဆံတဲ့ပုံစံတွေရောဟာသူ့အဖေနဲ့အရန်တူတယ်တဲ့သူ့အဖေဆိုတာကဒီကောင်လေးရဲ့အဖေကိုပြောတာပါဒါပေမဲ့သူအရင်ကတဲ့ဒါတွေကိုမရိပ်မိခဲ့ဘူးတဲ့နောက်ပိုင်းသူ့ကောင်လေးမိသားစုနဲ့သူအချိန်နေပို့ဖြုံးပြီးတဲ့နောက်မှာသူ့ကောင်လေးကသူ့အဖေနဲ့တော်တော်တူတယ်ဆိုတာကိုသူသိလိုက်ရတယ်တဲ့ဒီအကြောင်းအရာလေးကိုသူပြောပြီးရဲ့နောက် okay ဒီတင်ခဲ့ဘူးတဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးတော့တွေးမိသွားတယ် psychology research တချို့မှာဆိုရင်လူတစ်ယောက်ကဘသူသူ့ကိုပြုစုပြောထောင်ခဲ့လဲသူဘလို့ပတ်ဝန်းကျင်မျိုးမှာကြီးပြင်းခဲ့လဲဆိုတာတွေကတဲ့သူ့ရဲ့ဖွံ့ဖြိုးမှုအပေါ်မှာတက်ရောက်နိုင်ပါတယ်တဲ့ကလေးတွေကသူတို့ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်မှာမြင်တွေ့ခဲ့ရတဲ့စကားပြောဆိုပုံတွေပြဿနာဖြေရှင်းပုံတွေပတ်ဝန်းကျင်ကိုမြင်တဲ့ရှုထောင့်တွေပြီးတော့ relationship မှာဆက်ဆံတဲ့ပုံစံတွေပြဿနာဖြစ်ရင်ဖြေရှင်းတဲ့ပုံစံတွေကိုသူတို့နေခဲ့တဲ့ပတ်ဝန်းကျင်ကနေပဲသင်ယူနိုင်ပါတယ်တဲ့ဒါပေမဲ့ research တွေအဓိကပြောချင်တာကဒီအဖေကမွေးလို့ဒီလိုသားဖြစ်မယ်ဒီပတ်ဝန်းကျင်မှာမွေးလို့ဒီပတ်ဝန်းကျင်ကလိုဖြစ်မယ်လို့ပြောချင်တာမဟုတ်ပါဘူးသူတို့ပြောချင်တာကလူတစ်ယောက်ကိုအဓိကကြည့်ရမယ့်အရာတွေကသူဘလို့ပတ်ဝန်းကျင်မှာကြည်ပြင်းခဲ့လဲအဲ့ဒီပတ်ဝန်းကျင်ကနေသူဘလို့အရာတွေကိုသင်ယူခဲ့လဲအဲ့ဒီသင်ယူခဲ့တဲ့အရာတွေကိုရောသူကိုပြန်သုံးသပ်နိုင်လားအကယ်၍အဲ့ထဲမှာမကောင်းတဲ့ပတ်တန်တွေရှိနေလို့ရှိရင်အဲ့ဒီမကောင်းတဲ့အရာတွေကိုသူပြုပြင်ပြီးကောင်းမွန်အောင်စူးစမ်းနေလားဒါမှမဟုတ်အဲ့ဒီမကောင်းတဲ့ပတ်တန်တွေကိုအခုချိန်ထိမပြုပြင်မဲနဲ့လက်ရှိ relationship ထဲလူမှုဆက်ဆံရေးတွေထိအသုံးပြုနေလားဆိုတာကိုအဓိကကြည့်ရမှာပါတဲ့အဲ့ဒါကြောင့် okay ကတော့ဒီလူတစ်ယောက်ကိုရွေးချယ်မယ်ဆိုရင်မိသားစုအတိုင်းဝိုင်းကိုကြည့်ဆိုတာကိုဒီမိသားစုအတိုင်းဝိုင်းရဲ့အပြစ်တွေကိုရှာကြည့်တာမျိုးမဟုတ်ဘဲနဲ့ဒီမိသားစုမှာဘလို့ကြီးပြင်းခဲ့လဲဘာတွေတင်ယူခဲ့လဲဘာတွေကိုပြုပြင်ပြောင်းလဲဖို့စူးစမ်းနေလဲဆိုတဲ့အရာတွေကိုကြည့်လို့ပြောတယ်လို့ပဲ okay ယူဆပါတယ်အဲ့ဒါကြောင့်မို့လို့လူတစ်ယောက်ကိုချစ်ရင်နှလုံးသားနဲ့ချစ်ပါဒါပေမဲ့အုံနောက်ကိုလည်းအလုပ်ပေးလုပ်ပါဘာလို့လဲဆိုတော့တစ်ယောက်ရဲ့အတိတ်ကလေသူ့အနာဂတ်ကိုအဆုံးဖြတ်မပေးနိုင်ပါဘူးဒါပေမဲ့အဲ့ဒီလူကိုနားလည်ဖို့တော့အရေးကြီးတဲ့